ကျဲရစင်းကိုလုံးဝဝန်းရနိုင်လောက်ကြီးမားတဲ့အဲယာမတိဆောက်မှုကြီးတစ်ခုကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီကျဲရဲ့စွမ်းရည်အများစုကိုလက်တွေအတုံးပြူဖို့တော့ဖမ်းယူထားမှာပါဒီအယူဆကို Dyson Sphere လို့ခေါ်ပါတယ်အကယ်၍လူသားတွေအနေနဲ့ဒီလိုမျိုးအရာတစ်ခုကိုတိဆောက်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအဆင့်တန်းဟာလုံးဝကိုအသစ်ဖြစ်တဲ့တိုးတက်မှုအဆင့်တစ်ခုကိုရောက်ရှိသွားမှာပါယဉ်ကျေးမှုတစ်ခုဟာဘယ်လောက်ထိတိုးတက်နေပြီလဲဆိုတာကိုသူတို့ထိန်းချုပ်နိုင်တဲ့စွမ်းရည်ပမာဏပေါ်မူတည်ပြီးတိုင်းတာဖို့တော့သိပ္ပံပညာရှင်တွေက Kardashev scale လို့ခေါ်တဲ့စနစ်တစ်ခုကိုအသုံးပြုကြပါတယ် Type 1ကမိမိတို့နေထိုင်ရာဂျိုမှာရရှိနိုင်တဲ့စွမ်းရည်အားလုံးကိုထိန်းချုပ်ပြီးအသုံးပြုနိုင်တဲ့ယဉ်ကျေးမှုအဆင့်ပါ Type 2ကတော့မိမိတို့ဂျိုနီးကကျဲဥပမာနေကနေထွက်ရှိတဲ့စွမ်းရည်အားလုံးကိုထိန်းချုပ်နိုင်တဲ့ယဉ်ကျေးမှုအဆင့်ပါ Type 3က Galaxy တစ်ခုလုံးရဲ့စွမ်းရည်ကိုထုတ်ယူအသုံးပြုနိုင်တဲ့ယဉ်ကျေးမှုအဆင့်ပါယနေ့အချိန်ထိလူသားတွေဟာ Type 1အဆင့်တောင်အပြည့်စုံမရောက်ရှိသေးပါဘူးကျွန်တော်တို့ဟာ Type 0.7 အဆင့်လောက်မှာပဲရှိနေသေးတယ်လို့ခန့်မှန်းရပါတယ်ဒါဟာကျွန်တော်တို့အနေနဲ့ကိုယ်ကမ္ဘာဂျိုးရဲ့အပြည့်စုံစွမ်းရည်ကိုအသုံးချနိုင်စွမ်းမရှိသေးဘူးဆိုတဲ့အတိပဲပါပဲဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အပိုင်းကတော့စัจ java ရဲ့တခြားနေရာတွေမှာအစင်မြင့်ယဉ်ကျေးမှုတွေရှိနေခဲ့မယ်ဆိုရင်သူတို့ကဒီလိုအဲယာမတိဆောက်မှုကြီးတွေကိုတိဆောက်ပြီးသားများထင်နေမလားဆိုတာပါပဲလက်ခက်တာပြေတပညာရှင်တွေဟာအလင်းရောင်ပုံမှန်မဟုတ်ပဲမိမ့်နေတဲ့သို့မဟုတ်ထူးဆန်းတဲ့နီလန်းတွေနဲ့ပြောင်းလဲနေတဲ့ကျဲတွေကိုတက်တက်အကွာရှာဖွေနေကြပါတယ်အချို့သောဖြစ်ရတွေမှာဒါဟာအဲ့ဒီကျဲတွေကိုဝန်းရံနေတဲ့အဲယာမလူလုတ်တိဆောက်မှုကြီးတွေရှိနေတာကိုအရေးအမြပြနေနိုင်ပါတယ်ဒါကြောင့်မေကွန်းထုတ်เสียရှိလာတာကလူသားတွေဟာဒီလိုမျိုးအရာတစ်ခုကိုတိဆောက်နိုင်လောက်အောင်စင်အဲတိုးတက်လာနိုင်မှာမလားဒါမှမဟုတ်ဒီလောက်အစင်းမြင့်တဲ့နေပညာဟာကျွန်တော်တို့ထက်အများကြီးပိုတိုးတက်နေတဲ့ယဉ်ကျေးမှုတွေအတွက်သာဖြစ်လာနိုင်တာလားဆိုတာပါပဲကျွန်တော်တို့စီမှာအပြည့်မရှိသေးတာဖြစ်နိုင်ပါတယ်ဒါပေမဲ့ကျဲဝမ်းလာတဲ့စัจ java လိုက်တဲ့နေရာမှာတော့ဒါတွေဟာရှိနေပြီးသားဖြစ်နိုင်ပါတယ်